what's up ကောင်းပြီးတော့အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီဗီဒီယိုအတန်ဖိုင်ကိုထည့်တာကျွန်တော်နှစ်ပေါက်နေပြီပေါ့နော်ကျွန်တော် Horace Lane Shop ကိုကျွန်တော်တို့ဒီကားကကျွန်တော် UAE နိုင်ငံကျွန်တော်လက်ရှိလှုပ်နေတဲ့ဆိုင်မှာကျွန်တော်တို့ white ကို black ပြောင်းမဲ့ Passman ကားဖြစ်ပါတယ်ပေါ့နော်ဒီကားကဘယ်ကထုတ်တာလဲဆိုတော့ကျွန်တော်တို့ American ကထုတ်တာဘာလဲဆိုတော့ sport ကားနဲ့ motorcycle ကြားမှာဒီကောင်ကအသုံးပြု hybrid ကိုအသုံးပြုပြီးတော့3 main နဲ့လာတဲ့ကားဖြစ်ပါတယ်American Forest Company ကနေထုတ်လုပ်ထားပြီးတော့2015ကနေပြီးတော့ကျွန်တော်တို့ယနေ့အချိန်ဒီကိုလူကြိုက်များနေတဲ့ Open Air Roadster အမျိုးအစားဖြစ်တယ်ဒီကားရဲ့ထူးခြားချက်ကဘာလဲဆိုရင်ဘိန်း3 main ပဲပါတယ်ဘိန်း3 main ဆိုပေမဲ့ဒီကောင်ကအိုးဝေတို့တုတ်တို့ဘာလို့ပုံစံမျိုးမဟုတ်ဒီကောင်ကရှေ့ဘိန်း2 ဘိန်းနောက်ဘိန်း1 ဘိန်းပုံစံနဲ့ထုတ်ထားတဲ့ကားဖြစ်တယ် Horace Lane Shop ကကျွန်တော်တို့ USA လိုဝါပြည်နယ်ကနေပြီးတော့ Spring Line စက်ရုံမှာဓာတ်ရိုက်ထုတ်လုပ်တာဖြစ်ပါတယ်ပေါ့နော်ဒီကောင်ရဲ့ဒီဇိုင်းကအနာဂတ်မှာsuper ကားဒါမှမဟုတ် aggressive body design နဲ့ပြီးတော့ LED line တွေတောင်ဒီကောင်ကလမ်းပေါ်မှာအရန်ကိုထင်ရှားဆူးရှားပြီးတော့ကျွန်တော်တို့ရှုပ်ချက်ခက်ဖုတ်ပတ်ခတ်နေမဲ့ကားဒီဇိုင်းဖြစ်ပါတယ်ပေါ့နော် so engine line ကိုစမယ်ဆိုရင် 2.4L Ecotec inline 4 engine နဲ့ကိုအသုံးပြုထားပြီးတော့ကျွန်တော်တို့ model light ကhorsepower 173 HP ကနေပြီးတော့203 HP ထိကိုထွက်ပါတယ်ပေါ့နော်ကျွန်တော် rear wheel drive စနစ်တွေအသုံးပြုထားပြီးတော့ manual gear auto drive auto matic gear 2 မျိုးလုံးပါဝင်တယ် so 0 inch 60 mph ကို5စက္ကန့်လောက်နဲ့ဒီကောင်ကတော်တက်နေပါတော့ကျွန်တော် top speed က200 kilo inch တိကိုကျွန်တော်တော်ထိကိုသွားလို့ရတယ်ဒီကားကဘာလဲဆိုတော့ကျွန်တော်လက်ရှိမှမြင်ရဆိုရင်တော့ကျွန်တော် roof sun roof မပါဘူး roof မပါတော့ကျွန်တော်မြန်မာနိုင်ငံမှာစီးမယ်ဆိုရင်တော့မိုးရတဲ့ချိန်ချင်းဆိုတော့နည်းနည်းဒုက္ခတော့ခက်ခဲတော့ရှိတယ်ပေါ့နော် so open cockpit design ဖြစ်တယ်ပြီးတော့မောင်းတဲ့ချိန် motorcycle fee ဒါမှမဟုတ် sport car fee 2 မျိုးလုံးခံစားရမယ်ပြီးတော့ CRMV digital matter ပြီးရင် premium sound system ABS brake traction control စနစ်တွေအားလုံးပါဝင်ပြီးတော့ကျွန်တော် high performance ride အတွက်ထုတ်လုပ်ထားတာဖြစ်ပါတယ်ပေါ့နော် so color အနေနဲ့ဗာရရမယ်ဆိုရင် metal black gold black white silver red blue orange midnight gray straight gray စတဲ့ color မျိုးစုံပါဝင်နေ so ကျွန်တော်ပြောတော့မပြောတတ်တော့ဘူးဆိုတော့weapon တွေဒါမှမဟုတ်ကျွန်တော်တို့ဝါရင်းတွေဆက်လိုက်မယ်ဆိုတော့ကျွန်တော်တို့မိုးမော်နေအောင်အရန်ကြိုးကြွနေမဲ့ spotlight ဒီစီးဖြစ်တယ်ပေါ့နော်ဒီကားကရန်လဲစီးကောင်းတယ်ပြီးတော့ engine sound powerful ဖြစ်တယ်ပြီးတော့ tourist နဲ့ weekend cruise အရန်ကောင်းတယ် weekend ဒါမှမဟုတ်အဲ့လိုမျိုးပျော်ပါလို့အလှပပြမယ်ဆိုတော့အရန်ကျွတ်စင်ကြီးပေါ့နော်ဆိုတော့လူကြည့်လဲရန်ခံတယ် exotic system vacket စီးဖြစ်တယ် so Horace Lane Shop ကကျွန်တော်တို့တာမန်ကားမဟုတ်တာကတော့ကျွန်တော်မျက်စိနဲ့ကြည့်လိုက်တာနဲ့တင်ကျွန်တော်တို့ freedom speak and create less time ကိုသားပြုမဲ့ special vacket စီးလို့တော့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးကိုပြုလုပ်ရတာကျွန်တော်ဒီကောင်ကမျက်စိရှိမှတော့တော်တော်မြင်နေရတာကြာပြီဒီကောင်ကိုကျွန်တော်လုံးမယ်ဆိုတာအခုမှထလုပ်တာဆိုတော့ဒါအဆုံးထိလိုက်ပါပြီးတော့စီးမျောပြီးတဲ့တူရောက်ချင်းစီကိုကျွန်တော်ဘက်ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ပြီးတော့ကျွန်တော်နောက်ဗီဒီယိုတွေလုပ်ဖြစ်တယ်ဆိုရင်တော့အားလုံးပဲ see you guys next video ပေါ့နော်No sabía, nací